Hello, hello ဝင်လာပါဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ကဘောလုံးဂျက်ကလင်ပေါ့နော်ဘောလုံးတောတဲ့အခါမှာဒီဘောလုံးကိုပေါ့ဟိုနီးစနစ်မှန်ကန်ကန်နဲ့ဘောလုံးတောတဲ့အခါမှာတက်တောင့်တက်တာနဲ့ကိုယ့်ရဲ့စွမ်းရည်ကိုချွေတာပြီးတော့ပေါ့နော်တက်တောင့်တက်တာနဲ့ကိုဘောလုံးနိုင်နိုင်နင်းနင်းဘယ်လိုတောရမလဲဆိုတဲ့နီးစနစ်လေးကိုမျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးဘောလုံးဂျက်ကလင်တောတဲ့တောတက်ခါစားပေါ့နော်တောတက်ခါစားလူတွေမှာဖြစ်နေတာပေါ့နော်ဒီဘောလုံးကိုသူတို့ကအရန်ဒီဘောလုံးကိုအောက်ကျမှာဆိုးပြီးတော့သူကဘောလုံးကိုပေါ့ပင့်တင်တာပေါ့အရန်ဒီအောက်ခြေကနေပြီးတော့အရန်ဒီမှာကျွန်တော်ပြအောင်နော်ဒီလိုဘောလုံးအဲ့လိုအောက်ခြေကနေအဲ့လိုအရန်လိုက်ပင့်တင်ပြီးတော့လိုက်ဘောလုံးကိုလူကလိုက်ပြီးတော့အဲ့လိုလိုက်လုံနေတာပေါ့နော်အဲ့ဒါမှားတယ်ပေါ့နော်မှားတယ်ဆိုတော့ဒီအမှန်ကနီးစင်းတဲ့အမှန်ဒီဘောလုံးတစ်လုံးကိုကျွန်တော်တော့မယ်ဆိုရင်ဘောလုံးလေးကအမြဲတမ်းလဲနေရမယ်ပေါ့နော်လဲနေရမယ်ကျွန်တော်တို့ကိုယ့်ရဲ့ဘောလုံးပိုင်ဆိုင်တဲ့လူဘက်ကိုလဲနေရပါတော့ကျွန်တော်လောင်းဘက်ကန်တာပဲဖြစ်ဘောလုံးတော့တာဖြစ်ဘောလုံးကဒီလိုကျွန်တော်တို့ဘက်ကိုပြန်လဲနေရမယ်ဒီမှာကြော်ပြမယ်အဲ့လိုလေးအမြဲတမ်းအဲ့လိုလေးဒီဘောလုံးရဲ့လဲတဲ့အချိန်နှုံးလေးအတိုင်းကျွန်တော်တို့ကလိုက်ပြီး6လေးကိုလိုက်ပြီးတော့ဒီဘောလုံးတေချာရိုက်ပြတယ်ဘောလုံးရဲ့ဒီလဲတဲ့အချိန်နှုံးလေး6လေးကိုလိုက်ပြီးတော့ကျွန်တော်တို့တော့လိုက်အောင်မယ်ဆိုရင်ကျွန်တော်တို့ဒီဘောလုံးကြီးကိုဒီဘောလုံးတစ်လုံးရဲ့အလေးချိန်ကြီးကိုကျွန်တော်လိုက်ပြီးတော့ပြန်ကန့်တင်နေစရာမလိုဘူးဒီသူ့ရဲ့လဲတဲ့အချိန်နှုံးလေးကိုပဲကျွန်တော်လိုက်ပြီးအောက်ချီရနေအဲ့ဆိုရင်အပြန်ကြီးရဲ့လူကလည်းကျွန်တော်တို့တော့တဲ့ပုံကြည့်လိုက်ရင်တက်တောင့်တက်တာနဲ့ဘောလုံးနိုင်နိုင်နင်းနင်းနဲ့လှတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးတော့လိုက်တဲ့အချိန်ကျရင်ကျွန်တော်တို့သွားခြင်းနဲ့ရှိကိုဘောလုံးနဲ့ကျွန်တော်အရှိသွားမလားကျွန်တော်အနောက်ပြန်လာမလားဒီဘက်လက်မလားကြိုက်လို့လှုပ်လို့ရတယ်ပေါ့နော်ဘောလုံးမှာဒီဘက်သွားလို့ရတယ်အဲ့လိုပေါ့အဲ့ဆိုရင်ဒီကြီးတဲ့လူကလည်းအရင်အဆင်ပြေပေါ့နော်ဘောလုံးတော့တဲ့ခါမှာဒါဘောလုံးနိုင်နိုင်နင်းနင်းနဲ့အဲ့လိုမျိုးအကြည့်လို့အဆင်ပြေတယ်ပြီးရင်ဟိုကိုယ့်ရဲ့စွမ်းရည်ပေါ့နော်စွမ်းရည်ကိုချွေတာရောက်တယ်ပြီးရင်ကျွန်တော်တို့ဘောလုံးအချက်ဘယ်လောက်တော့မယ်300တော့မလား900တော့မလားတော့နိုင်တယ်ပေါ့နော်ဟိုလိုမျိုးကျွန်တော်တို့ဟိုလိုမျိုးကြီးလိုက်တော့တာတဲ့ဆိုင်ဒါတက်တောင့်တက်တာနဲ့ကျွန်တော်အချက်မြေများကိုပို့ပြီးတော့တော့နိုင်တယ်ပေါ့နော်အဲ့လေတချို့မှားနေတဲ့လူတွေကိုဒါလေးကိုပြင်စေချင်တာပေါ့နော်တချို့တွေကြတော့တော့တက်သွားပြီဒါပေမဲ့အဲ့အချက်လေးပဲလိုတော့တော့တက်နေတယ်ဒီလိုပြင်မှာဒီလိုတော့တက်နေဒါပေမဲ့ဒီချက်လေးလိုတာဒီမှာကြီးဒီမှာဒါလေးအသားလေးပဲဒါလေးအဲ့လေးကိုပြင်လိုက်ရင်ပုံမှန်လေးလေ့ကျင့်လိုက်ရင်ပို့ပြီးတော့ကြည့်လို့ကောင်းတဲ့ဟန်လေးရလိမ့်မယ်နော်ပို့ပြီးတော့ scale ပို့ကောင်းလာမှာပေါ့နော်အဲ့လေးကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောချင်တာပါကဲအားလုံးပဲ bye bye